ဒီအလှပကေးရဲ့ပေါက်စီတွေမှာလှုပ်ဝက်ချက်တစ်ခုရှိတယ်။သမီးအရင်တော့မစားရဘူးဆိုရင်ယုံနိုင်မလား။သူ့အမေရဲ့ပေါက်စီတိုင်းမှာလှုပ်ဝက်ချက်တွေရှိနေတယ်လို့လူတွေကပြောကြပါတယ်။ဒီစတိုင်ကြတဲ့ပေါက်စီဆိုင်ပိုင်ရှင်မမရိုဝမ်ဟာနေ့တိုင်းပေါက်စီပေါင်းရောင်းချရင်အလုပ်ရှုပ်နေတာပါ။သူ့ဆိုင်ကိုနေ့စဉ်လူတွေပြည့်နေပြီးပေါက်စီတွေကလည်းရောင်းမလောက်အောင်မြင်နေတာပေါ့။ဒီပေါက်စီတွေကဘလောက်တောင်နာမည်ကြီးလဲဆိုရင်လူတိုင်းကစားကျင်လို့တန်းစီပြီးစောင့်နေကြရတာပါ။မမရိုဝမ်ရဲ့လှပမှုနဲ့ပေါက်စီရဲ့ရတာကပေါင်းဆက်ပြီးဖောက်တယ်တွေကိုဆွဲဆောင်ထားနိုင်တယ်။ပေါက်စီဆိုင်ရဲ့အရန်ကြိုက်သွားတဲ့လူငယ်တယောက်က boss ခမရပေါက်စီထဲမှာဘာသားထည့်ထားတာလဲဘာလို့ဒီလောက်မွေးနေရတာလဲလို့မေးလိုက်ပါတယ်နောက်တစ်ယောက်ကလည်းဟုတ်တယ်ကျွန်တော်ဒီရက်ပိုင်းမစားရရင်တေတော့မတတ်ပဲနောက်တန်နည်းနည်းလောက်ဝေးလို့ရမလားဆိုပြီးတောင်းဆိုပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကတော့မမရိုဝမ်ရဲ့အသားပုတ်စီတွေကနာမည်ကြီးပြီးမြသူ့သမီးကိုတော့လုံးဝစားခွင့်မပြုပါဘူးဘာလို့လဲဆိုတာဘယ်သူမှမသိကြပါဘူးတနည်းမှာသမီးလေးကပေါက်စီတစ်လုံးကိုခိုးစားဖို့ကြိုးစားတော့မမရိုဝမ်ကရက်နင်းကငါဘယ်နှခါပြောထားလဲငါတို့ဆိုင်ကပေါက်စီတွေကိုဘယ်သူမဆိုစားလို့ရတယ်နင်းဘေးမစားရဘူးလို့အောင်းငေါက်လိုက်ပါတယ်ခလီမာလေးကငိုယူပြီးမိတမီဘာလို့မစားရတာလဲလို့မေးတော့သူ့မမေကတမီရေမိနင်းကိုဘယ်တော့မှမနာကျင်စီပါဘူးလို့ဖတ်ပြီးနှစ်သိမ့်ခဲ့ပါတယ်ဒါပေမဲ့ဖောက်စီဆိုင်ရဲ့စီကန်းကတော့တယောက်ကိုတစ်လုံးပေးရောင်းပါတယ်ပိုစားချင်နောက်နေ့မှပြန်လာရမယ်လို့မမရိုဝမ်ကပြောပါတယ်ဒီပေါက်စီတွေကအံ့ဩစရာပဲပေါက်စီလှပကြီးလို့ခေါ်တာမဆန်းပါဘူးလို့ဖောက်တဲ့တီကချီးကျူးနေကြပါတယ်တချို့ကတော့သူမကမိုးဆူမတယောက်ဖြစ်ချောင်းကလုံးမာတွေပြောနေကြတာပေါ့အဲ့ဒီအချိန်မှာဘီးဆိုတဲ့လူတယောက်ရောက်လာပြီးမမရိုဝမ်ခမရကအပြင်းလူတွေကိုအထူးပေါက်စီတွေရောင်းနေတယ်လို့ကြားတယ်ကျွန်တော်ကဖောက်စီဒီကလာတာနှလုံးတော့ဝေးလို့ရမလားလို့မေးပါတယ်မမရိုဝမ်ကလှပစွာပြုံးလိုက်ပြီးဆရာဒီလိုကိုလုံးကုံပုံနဲ့တန်းထန်နိုင်ပါမလားလို့ပြောလိုက်ပါတယ်သူမကပိုက်ဆံယူရင်းဘီးရဲ့လက်ကိုထိလိုက်ပြီးလှုပ်ဝက်ချက်ဆန်းစွာပြုံးရင်းပေါက်စီနှလုံးကိုပြီးလိုက်တာကိုမြင်တွေ့ရပါတယ်